ငြိမ်းအေးမှုချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရရဲ့နာနဲ့ခင်းမှာချမ်းသာစေတဲ့အထွေးလေးတစ်ခုပေါ့နော်ပဋ္ဌနာနဲ့ဘာဝနာပေါ့တို့ဆုတောင်းဆုယူပေါ့လေပဋ္ဌနာမှုပြုကြတာပေါ့ဆုတောင်းပဋ္ဌနာအခုမအေးပါချမ်းသာမရသေးတော့တို့ဆုတောင်းကြတယ်ပေါ့အကောင်းကိုမျှော်ပြီးတော့ဆုတောင်းတယ်အဆိုးကိုကြောက်လို့ဆုတောင်းကြတယ်အပယ်လေးပါးရပ်ပြည့်၈ပါးရန်သူမျိုး၅ပါးတို့အပယ်ကိုကြောက်ပြီးတော့တို့ဆုတောင်းဆင်းရဲမှကိုကြောက်ပြီးတော့ဆုတောင်းဟောနတ်ပြည်မြမပြည်နိဗ္ဗာန်မဲ့ဖို့ရက်တူတူအကောင်းကိုမျှော်ပြီးတော့ဆုတောင်းငါတို့တောင်းနေတဲ့ဆုဟာဘာလို့တောင်းတာလဲဆိုတော့အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုကြောင့်တဏှာဘဝတဏှာနဲ့မျောပြီးတော့တောင်းတယ်ဝိဘဝတဏှာနဲ့ကြောက်ပြီးတော့တောင်းတယ်အဲ့လိုတို့တောင်းလိုက်တဲ့အခါမှာတို့ရဲ့ရှင်ထဲမှာဘာရနေတယ်လဲဆိုတော့ပူလောင်မှုတွေပဲရှားငြိမ်းအေးမှုကိုတော့မရဘူးဗုဒ္ဓရဲ့သာဝကတွေအတွက်ဗုဒ္ဓရဲ့လမ်းစဉ်ချထားတာကဘာဝနာ၅ခုစိရကာလနိရန္တရနေရဝသေတတက္ကိစ္စအဘိဓတိဘာဝနာ၅ခုအဲ့ဒီဘာဝနာနဲ့မဂ္ဂသစ္စာကိုတို့ပွားများမယ်ဆိုရင်ဘာစုမှတောင်းကြမလို့ဘူးတို့ချမ်းသာမှုအစဉ်စဉ်ကိုတက်လှမ်းနိုင်မှာပါဆုတောင်းပဋ္ဌနာခုမအေးပါချမ်းသာမရသေးတော့ရှုပွားဘာဝနာအေးစေးกว่าချမ်းသာရပြီပေါ့တို့ကောင်းတဲ့အမှုပေါ့တမဝါစာကောင်းတဲ့အပြောတွေကိုတို့များများပြောမယ်တမကမ္မန္တကောင်းတဲ့အမှုတွေများများပြုမယ်တမအာဇီဝကောင်းတဲ့သက်မွေးမှုတွေကိုတို့ရှင်သန်မယ်တမဒိဋ္ဌိကောင်းတဲ့အမြင်တမသင်္ကပ္ပကောင်းတဲ့အတွေ့တမဝါယာမကောင်းတဲ့အထုမှုတမတတိကောင်းတဲ့အမှတ်ရှိမှုတမသမာဓိကောင်းတဲ့ထိကြည်မှုဒီမဂ္ဂင်၈ပါးကိုတို့ဘာဝနာ၅မျိုးနဲ့ပွားမယ်ဆိုရင်တော့မဂ္ဂနဲ့ရှုတော့ဒုက္ခသိပါမယ်ဒုက္ခသိတော့ဒုက္ခပေါ်မှာတွေ့နေတဲ့သမုဒယကိုတို့စွန့်လိုက်တာနဲ့ငြိမ်းအေးမှုကိုရဘာဝနာပွားလိုက်တာနဲ့ငြိမ်းအေးမှုကိုအခုရတို့ကအဲ့ဒီလမ်းကိုမကြိုက်ဘူးဆုတောင်းတဲ့ပဋ္ဌနာလမ်းကိုလျှောက်တို့ဆုတောင်းတဲ့ကိုယ်တိုင်ဆုတောင်းလို့မပြည့်တဲ့အခါကျတော့တကုရှင်တွေကိုသွားပြီးတော့ဆုတောင်းတဲ့တိုင်တဲတဲ့အကောင်းတွေတွေ့ပါစေအဆိုးတွေမတွေ့ပါစေနဲ့လို့အဲ့ဒီတကုရှင်တွေစီကိုသွားတယ်တချို့ကတော့ဒီရုပ်ဝတ္ထုတွေနဲ့ပေါ့နော်အိုင်ခလက်လက်ဖွဲ့တွေနဲ့ဟိုဟာတွေအစမ်းအထူးတွေကိုအဲ့ဒီအထူးစမ်းတွေကိုတို့ကင်ပြီးတော့ဆုတောင်းအဲ့ဒီဆုတောင်းဟာဗုဒ္ဓလမ်းစဉ်မဟုတ်ဘူးပဋ္ဌနာလမ်းစဉ်ဟာဗုဒ္ဓလမ်းစဉ်မဟုတ်ဘူးဘာဝနာလမ်းစဉ်ကပဲဗုဒ္ဓလမ်းစဉ်ဖြစ်တယ်။ကဲဒါဆိုရင်တို့စာရအောင်ဘယ်လိုလုပ်မလဲစာကိုဘာဝနာ၅ချက်နဲ့ကျက်မယ်ကြာကြာကျက်မယ်အဆက်မပြတ်ကျက်မယ်အားအပြည့်ကျက်မယ်ရိုးရိုးသေးသေးကျက်မယ်ရွှင်ရွှင်လန်းလန်းကျက်မယ်ဆိုရင်တော့ဒါစာကိုတို့ဘာဝနာက၅ခုနဲ့ကြိုးစားမယ်ဆိုရင်တော့တို့အောင်မြင်မှုကိုရတဲ့အတွက်ကြောင့်ငြိမ်းအေးမှုလည်းတို့ထိုက်တန်ပါတယ်ဒါကြောင့်တို့ပဋ္ဌနာဆုတောင်းကြဟာတို့ရှင်ထဲမှာငြိမ်းအေးစေမှာမဟုတ်ဘူးဘာဝနာတို့ရဲ့ကံစွမ်းဉာဏ်စွမ်းဝိရိယစွမ်းမဂ္ဂင်၈ပါးနဲ့တို့စီးပွားရေးမှာလည်းဒီဘာဝနာ၅ခုနဲ့ပညာရေးမှာလည်းဘာဝနာ၅ခုနဲ့လူမှုရေးမှာလည်းဘာဝနာ၅ခုနဲ့ကုသိုလ်ရေးမှာလည်းဘာဝနာ၅ခုနဲ့ထက္ခဘာဝိတာဘဟုလိကတာအဲ့လိုတို့ကြိုးစားပွားမယ်ဆိုရင်တော့အောင်မြင်မှုကနေငြိမ်းအေးမှုကိုတို့ရလာသုတောင်းပဋ္ဌနာပြုယုံနဲ့တော့ငြိမ်းအေးမှုရမှာမဟုတ်ဘူးအကောင်းကိုမျှော်ပြီးတော့သုတောင်းခြင်းဟာယင်ကိုလေးစီတယ်
အဆိုးကိုကြောက်လို့ဆုတောင်းတာဟာလည်းယင်ကိုမအေးစေနိုင်ဘူးဒါကြောင့်ပတ္ထနာလမ်းနဲ့ဘာဝနာလမ်းကိုတို့ရွေးချယ်ကြမယ်ဆိုရင်တော့ဘာဝနာလမ်းကိုလျှောက်ပြီးတော့ငြိမ်းအေးမှုပန်းနိုင်ကိုအလုံးဆက်ရောက်နိုင်ကြပါစေ